နေရမမှန်လင်တန်ဖိုးမဲ့တယ်ဘဝမှာတချို့အရာတွေကနေရမမှန်ရင်ထားရှိတဲ့စေတနာတွေနဲ့ပေးဆက်တဲ့အရာတွေဟာတန်ဖိုးမဲ့နေမှာပါပဲတနခါမိန်းကလေးတယောက်သူမမျက်နှာမှာလိမ့်ထားတဲ့အခါမှာနေရမှန်လို့လှပပြီးတော့ချစ်စရာကောင်းတယ်အဲ့ဒီတနခါသွေးနေနဲ့ကြမ်းမြင်မော်ကြကုန်လို့ကြမ်းမြင်မှာရှိတဲ့တနခါတွေဟာနေရမမှန်လို့တန်ဖိုးမဲ့ရတယ်အငြိအကျေးဖြစ်လဲတက်ရောက်သွားတယ်ဇမယမိန်းကလေးတယောက်ခေါင်းလျှော်ပြီးချိန်ဒီမှာဖြန့်ချထားလိုက်ရင်သူမဇမင်လေးတွေဟာအမျိုးမျိုးလှပစွာပြုတ်ပြထားလိုက်ရင်နေရမှန်လို့တိတ်လှပြီးတော့ချစ်စရာကောင်းတယ်အဲ့ဒီသပင်တွေကကော်ဖီခွက်သို့မဟုတ်ဟင်းခွက်တဲကိုရောက်သွားခဲ့မယ်ဆိုရင်နေရမမှန်တဲ့အတွက်ယွန်စရာဖြစ်သွားနိုင်တယ်ကိုကအလိုက်တတိကူညီပေးတယ်ဒါပေမဲ့သူများတကယ်လိုအပ်နေတဲ့ချိန်မဟုတ်တော့လေကိုကူညီပေးတာတွေဟာနေရမမှန်အချိန်မှန်မဟုတ်တဲ့အတွက်လေတန်ဖိုးမရှိအသုံးမဝင်ဖြစ်လို့လေစေတနာတွေအလကားဖြစ်ရတယ်စကားပြောတဲ့နေရာမှာလည်းအချိန်ကမဟုတ်ဖဲပြောမိတဲ့အခါမှာစကားပြောပါများရင်အမားတွေပါပြီးတော့ကိုတန်ဖိုးရော့စေတယ်နေရမမှန်လို့မလိုအပ်ဖဲပြောမိတဲ့ကိုကပဲငပေါ်ကြီးဖြစ်ရလိမ့်မယ်အချစ်ဆိုတာလည်းကိုပြန်ချစ်တာကိုတန်မိုးထားပြီးအပြန်လည်နားလည်ရှိမှကိုကိုတန်မိုးထားသူနဲ့ချစ်ခွင့်ရမှသာနေရမှန်လို့ချစ်သူတွေလည်းပျော်ရွှင်ရမှာပါကိုချစ်ကိုတန်မိုးမထားတစ္ဆာဖောက်သူနဲ့တွေ့ကိုပေးတဲ့ချစ်ဆိုတာလည်းနေရမမှန်လို့ကိုပဲတန်မိုးမရလိမ့်မယ်အရာရာအားလုံးဟာသူ့နေရာနဲ့သူနေရမှန်မှုပဲလိုပါတယ်နေရမမှန်ရင်တော့လည်းတန်ဖိုးတွေမဲ့နေရအောင်ပါ